Hati Ha ဆိုရဲ local makeup brand လေးကိုသိကြရဟုတ်အခုဆိုလို့ရှိရင် makeup products တွေပါမဟုတ်ဘဲနဲ့ skincare products တွေပါထုတ်လာပြီဆိုတော့ Hati Ha ကနေပြီးတော့အသစ်ထပ်ထားတဲ့ acne products လေးတွေကဘာလေးဖြစ်မလဲဆိုတော့သိချင်ရင်အစိုးထိကြည့်ပေးကြနော်လူငယ်တွေအကုန်လုံးဒီဘက်ကြုံနေရတဲ့ပြဿနာတစ်ခုရှိရဲအဲ့ဒါဘာလဲဆိုလို့ရှိရင်တော့အသက်ခွဲလူပိုင်းဖြစ်နေရတယ်ဟဲ့တကယ်တမ်းအဆရပါနော်အဲ့ဒါကတော့လူငယ်တွေမှာဟော်မုန်းပြောင်းလဲကြောင်းမှုလို့ကြုံနေရတဲ့ဝက်ဆံထွက်တဲ့ပြဿနာလေးတွေပါအဲ့တော့အဲ့ပြဿနာတွေဖြေရှင်းဖို့အတွက် Hati Ha ကနေပြီးတော့ acne 8 series လေးထွက်လာပါပြီ Clover က sensitive skin သမားဆိုတော့ဝက်ချန်တွေကပျောက်လိုက်ပြန်လာလိုက်ပျောက်လိုက်ပြန်လာလိုက်နဲ့ညဘက်တင်အဲ့အခါမှာဆိုလို့ရှိရင်တော်တော်စိုးဝါးကြီးကိုသိတာရပေါ့နော်တော့ acne 8 series တဲ့က skin barrier cleanser လေးနဲ့အရင်ဆုံးမျက်နှာတက်လိုက်ပါမယ်ဒီ cleanser လေးကနိုင်ရစနစ်မိုက်ပါတာမို့လို့အသားရည်ကိုတင်းရင်းဆုပ်ပြေးစေပြီးတော့အသားရောင်မညီမညာတွေဖြစ်တာတွေလည်း short ချပေးတယ်အဲ့ဒါအပြင် salicylic acid ပါတာမို့လို့ဆဲသေးတွေအဆီတွေအညစ်အကြေးများကိုအသားရည်အတွင်းပိုင်းဒီအနက်ဆိုင်ဆုံးတန့်စင်ပေးတယ်အဲ့ဒါအပြင် Euro Witch Hazel ဆိုတဲ့ product လေးကိုကြားဘူးလားသူကဝက်ချန်ပုံမှာဖြစ်စေတဲ့ bacteria တွေကိုဖယ်ရှားပြီးတော့အသားရည်စီပြန်တာတွေကိုထိမ့်ပေးတာမလို့အစီပြန်သမားလေးဆိုလို့ရှိရင်လေဒီ cleanser လေးကသုံးကြည့်သင့်တယ်နော်နောက်တစ်ခုကတော့ skin balancing toner လေးပါတွားလေ triple acne fighter ဖြစ်တာမလို့ဝက်ချန်နဲ့ဝက်ချန်ချောင်းဖြစ်တဲ့အမာရွက်တွေကိုမိမ့်မိန်စေတယ်ချွေးပေါက်အတွင်းရှိတဲ့အညစ်အကြေးတွေကိုပါတန့်စင်ပေးတယ် sodium hyaluronic လည်းပါတာမလို့ရေဓာတ်ကိုအနိုင်ဆိုင်ဆုံးဒီဖြည့်တင်းပေးပြီးတော့ pH balance ကိုလည်းထိန်းညှိပေးပါတယ်နိုင်ရစနမိုက်လည်းပါတာမလို့ချွေးပေါက်ကျခြင်းကိုထိန်းညှိပေးပြီးတော့အစီပြန်တာနဲ့အသားရည်ညီမျက်နှာတွေကိုရှော့ချပေးတယ်နောက်တစ်ခုကတော့ဒီ anti acne serum လေးပါဒီ serum လေးကဆေးဘက်ဝင်အပင်9မျိုးကရရှိရဲ့အနီးတင်အားလုံးပေါင်းပြီးတော့အစီပိုးတွေရှော့ချပေးပြီးတော့အသားရည်ကိုပို့ပြီးတော့နူးညံ့ချောမွတ်စေတဲ့အပြင်တာမန် salicylic acid ဓာတ်ပို့ပြီးတော့နူးညံ့ပြီးတော့အရေပြားပေါ်က cell တွေကိုဖယ်ရှားပေးတဲ့ encapsulated salicylic acid လည်းပါဝင်တဲ့အပြင် encapsulated magnolia လည်းပါဝင်တာမလို့အသားရည်အဆိုဓာတ်ကိုမြင့်တင်ထိမ့်သိမ်းပေးပြီးတော့အသားရည်ကိုတင်းရင်းစေပါတယ်ဒီ serum လေးရဲ့ packaging လေးကလည်းအပြည့်ပြောစရာမလိုအောင်လို့ကိုချစ်ဖို့ကောင်းတာသိလားဒီ cream လေးကတော့ intensive cream လို့ခေါ်ပါတယ်သူကလေ8 HYA complex ပါရဲ့အပြင်မှာ6 ceramide complex ပါတာမို့လို့ရေဓာတ်ဖြည့်ပြီးတော့အသားရည်ကိုလည်းနူးညံ့ချောမွတ်စေတဲ့အပြင်နက်ဆိုင်စွာရေဓာတ်ဖြည့်ပေးပြီးတော့ပျက်စီးနေတဲ့ skin barrier တွေရဲ့အဆိုဓာတ်ကိုပါထိမ့်သိမ်းပေးပါတယ်ဒီဟာလေးက encapsulated salicylic acid ပါတာမို့လို့ဆဲသေးတွေကိုဖယ်ရှားပေးပြီးတော့အသားရည်မညီမျှဖြစ်ချင်းတာတွေဝက်ချန်တွေပေါက်နေတဲ့အသားရည်ပြဿနာများကိုလည်းလျှော့ပါသွားစေပါတယ်ပြီးတော့ရင်ဒီ acne spot gel လေးကိုတော့နောက်နေ့ကျမှပဲဆန်းပြမယ်နော်ဒီ Hati Ha ကနေထွက်ထားတဲ့ acne 8 series က dermatologically tested ဖြစ်တာမို့လို့ဆရာဝန်နဲ့ဆွေးနွေးပြီးမှထုတ်ထားမို့လို့စိတ်ချယုံကြည်စွာအသုံးပြုနိုင်ပါတယ်နော်အဲ့တော့ဒီဗီဒီယိုကြည့်နေတဲ့သူလေးတွေထဲမှာ Clover လိုမျိုးဝက်ချန်သမား hormone acne ဝက်ချန်သမားတွေပါတယ်ဆိုလို့ရှိရင်တော့ဒီ product လေးတွေက must try လေးပါနော်အဲ့တော့နောက်ထပ် video တွေမှာထပ်ပြီးတွေ့ကြမယ် bye bye